ရုတ်တရက်ဆိုသလိုပဲခွိုင်းလို့ခေါ်တဲ့အန္တရာယ်ရှိတဲ့ virus တစ်ခုဟာမြို့အနှံ့အလျင်အမြန်ကူးစက်ပြန့်ပွားလာခဲ့ပါတယ်။မြို့သူမြို့သားတွေဟာလက်ဆွဲနှုတ်ဆက်မဲ့စားသူတို့ရဲ့ရေပွဲလက်တံတွေနဲ့ပဲနှုတ်ဆက်ကြပါတော့တယ်။ TV သတင်းကြေညာသူရဲ့မေးစေ့မှာတော့ရေပွဲလက်တံတွေပေါက်နေတာကိုတွေ့ရမှာပါ။တကယ်တော့ဒီ virus ဟာတစ်မြို့လုံးကိုကူးစက်သွားခဲ့တာဖြစ်ပြီးမျိုးဆက်သစ်လူငယ်တွေမှာပါရေနေတတဝါတွေလိုအင်္ဂါရက်တွေဖြစ်ပေါ်လာခဲ့ပါတယ်။ဒီလိုဖြစ်ရတဲ့အကြောင်းရင်းကတော့မြို့မှာမိုးတွေအဆက်မပြတ်ရွာသွန်းနေခဲ့တာနှစ်ပေါင်း30တောင်ရှိနေပြီဖြစ်လို့ပါပဲ။နေရာတိုင်းမှာရေတွေပဲရှိနေတာကြောင့်လူသားတွေဟာအသက်ရှင်တန်နိုင်ဖို့အတွက်ရေနေတတဝါတွေလိုတဖြည်းဖြည်းအလိုက်တင်ပြောင်းလဲလာခဲ့ကြရတာဖြစ်ပါတယ်။ဒါပေမဲ့တနေ့မှာတော့ចောင်းသားလေးတွေစာတင်ခန်းထဲမှာစာတင်နေတော့အံ့ဩစရာကောင်းအောင်တောက်ပတဲ့နေအောင်ကြီးတွေခန်းထဲကိုဖြာချလာခဲ့ပါတယ်။နေအောင်ကိုတခါမှမမြင်ဘူးကြတဲ့မျိုးဆက်သစ်ကလေးငယ်တွေဟာအံ့အားသင့်သွားကြပြီးဝမ်းသာအားရလက်ကုပ်တီးကနေအောင်ကြီးကိုပျော်ပျော်ပါးပါးခံစားကြပါတော့တယ်။မြို့သူမြို့သားအားလုံးကလည်းနှွေးထွေးတဲ့နေအောင်ကိုခံစားဖို့လမ်းမပေါ်ကိုထွက်လာခဲ့ကြပါတယ်။ဒါပေမဲ့ခဏအကြာမှာတော့နေရဲ့အပူချိန်ဟာတဖြည်းဖြည်းပြင်းထန်လာပြီးလူတွေရဲ့အရေးပြားပေါ်ကိုဆိုးဆိုးရွားရွားတက်ရောက်မှုတွေရှိလာပါတော့တယ်။လူတွေဟာပြင်းထန်တဲ့အပူဒဏ်ကြောင့်အသားတွေလောင်ပြီးပူဆက်ပူလောင်ဝေဒနာကိုစတင်ခံစားလာရပါတယ်။အခြေအနေတွေကပိုဆိုးလာပြီးမြေပြင်ဟာလည်းအလွန်အမင်းပူပြင်းလာခဲ့ပါတယ်။အပူချိန်ကြောင့်တစ်ပင်ပန်းပန်းတွေပါမီးစတင်လောင်ကျွမ်းလာပြီးနောက်ဆုံးမှာတော့ဒီမီးတောက်တွေဟာတစ်မျိုးလုံးကိုဝါမျိုးကိုအရှိန်ဟုန်နဲ့ပြန့်နှံ့သွားပါတော့တယ်။